မြန်မာငွေ15သိန်းအထိပေါက်ဈေးရှိတဲ့ဈေးတန်းပုံမှန်ဈေးတန်းတွေကတက်သားနဲ့လောက်တာတွေကများပါတယ်။ဒါပေမဲ့တူရကီကထုတ်တဲ့ဒီနာမည်ကြီးဈေးတန်းကိုတော့မြေအောက်139မီတာအနက်မှာရှိတဲ့မိုင်တိုးနေတဲ့ကနေရရှိတဲ့ကြောက်တစ်မျိုးနဲ့ပြုလုပ်ပြီးတော့အနည်းဆုံးဈေးတန်းတစ်ခုကိုမြန်မာငွေ15သိန်းလောက်အထိဈေးရှိတယ်လို့သိရပါတယ်။တချို့အနုစိတ်ကြတဲ့လက်ရနဲ့ပြုလုပ်ထားတဲ့ဈေးတန်းတွေကိုဖန်တီးဖို့ဆိုရင်အချိန်2လလောက်လိုအပ်ပြီးတော့ဈေးနှုန်းအဖြစ်မြန်မာငွေသိန်း350ကျော်အထိတောင်ရှိတယ်လို့ဆိုပါတယ်။တူရကီလူမျိုးတွေကမီရာရှန်စေတန်တွေကို1600ခုနှစ်အစောပိုင်းလောက်ကလေးကစတင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။မီရာရှန်ဒါမှမဟုတ်စီဗီရိုလိုက်လို့ခေါ်တဲ့ကြောက်ကတော့ရွှေစင်းနဲ့စင်တူတဲ့ကြောက်တစ်မျိုးပဲဖြစ်ပြီးတော့ပေါ့ပါသလိုအပေါက်ငယ်လေးတွေအများကြီးပါဝင်ပြီးတော့အပူဒဏ်ခံနိုင်တာကြောင့်စေးတန်လုပ်ဖို့အကောင်းဆုံးပဲလို့လည်းသိရပါတယ်။ကြောက်မှာတဘာဝအတိုင်းပါဝင်တဲ့အပေါက်ငယ်လေးတွေကကက်တရာနဲ့နီကိုတင်းတို့ကိုစုပ်ယူနိုင်ပြီးရှူရှိုက်လို့ရတဲ့အငွေ့မှာလည်းအကန့်အသတ်ရှိတာကြောင့်တချို့စေးတန်သမားတွေကဒီကြောက်နဲ့ပြုလုပ်တဲ့စေးတန်ကိုတော်တော်လေးကြိုက်ကြတယ်လို့သိရပါတယ်။မီရာရှန်ကြောက်ကိုတော့ကမ္ဘာအနှံ့မှာတွေ့နိုင်ပေမဲ့စီးပွားဖြစ်အသုံးပြုနိုင်တဲ့မီရာရှန်ကြောက်တွေကိုတော့တူရကီမှာရှိတဲ့အခီရှီယာမြို့နားမှာတူးဖော်တာများပြီးတော့တူရကီသားတွေကတော့ဒီကြောက်ကိုရွှေပြူးလို့တောင်အတင်စားခေါ်ကြပါတယ်။မီရာရှန်စေးတန်တွေလုပ်ဖို့ဆိုရင်လက်မှုပညာရှင်တွေကအရင်ဆုံးအရေးသွေးအမြင့်ဆုံးဖြစ်တဲ့မီရာရှန်ကြောက်တွေကိုရှာကြရပါတယ်။ကြောက်ရဲ့အရေးသွေးမြင့်လေးစေးတန်ထွန်းတဲ့နေရာမှာအကွဲတာမျိုးမဖြစ်လေဖြစ်တာကြောင့်လက်မှုပညာရှင်တွေကအရေးသွေးကောင်းတဲ့မီရာရှန်ကြောက်တွေကိုဈေးကောင်းပေးဝယ်ကြတယ်လို့လည်းသိရပါတယ်။ကြောက်လူသမားတွေကဘယ်နေရာကစတိုးရမယ်ဆိုတာကိုအတွေ့အကြုံပေါ်မူတည်ပြီးတော့စဉ်းစားကြတာဖြစ်ပြီးများသောအားဖြင့်တော့သူတို့တူပြီးသားအကျော်ရှိတဲ့နေရာနာကပဲစတူးကြတာကများတယ်လို့လည်းသိရပါတယ်။ဒီအလုပ်ကတော်တော်လေးပင်ပန်းပြီးတန်မာရဲဆိုတဲ့ကြောက်လူသမားတွေကြောင့်မှကြောက်တုံးရဖို့အတွက်အချိန်1နာရီလောက်ယူရတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့တခါတလေကြာရင်တနေကုန်လိုက်တူးတာတောင်မှလူကျင်တဲ့ကြောက်ကိုမရဘူးလို့လည်းသိရပါတယ်။ဈေးတန်ထွန်းမဲ့လူတွေလူကျင်တဲ့ကြောက်ကအနည်းဆုံးလက်သီးစုပ်အရွယ်အစားလောက်ရှိတဲ့ကြောက်ဖြစ်ပြီးတော့ဒီတိုင်းကြောက်ရိုင်းတုံးကိုမြန်မာငွေ3သိန်းခွဲကျော်လောက်တန်တယ်လို့လည်းသိရပါတယ်။ဒီဈေးတန်အကြောင်းဆက်ပြီးတော့မပြောသေးခင်မှာတကယ်လို့ပရိသတ်ကြီးတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျမတို့ Talkan Channel လေးကို like and follow လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုလိုက်ပါတယ်ရှင်။လူချင်းတဲ့ကြောက်ရိုင်းတုံးတွေရလာပြီးဆိုရင်တော့ဈေးတန်လုပ်ဖို့အတွက်အရင်ဆုံးကြောက်တုံးပေါ်မှာရှိတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြီးတော့နောက်ပိုင်းမှာကျူးပိတ်တာတွေဖြစ်လာနိုင်တဲ့အကွဲကြောင်းတွေကိုဖြတ်တောက်ရှင်းလင်းရပါတယ်။အဲဒီနောက်မှာတော့ထွန်းထူးမဲ့ဈေးတန်ရဲ့ပုံစံကိုအရင်ဖော်ပြရပြီးတော့ကြောက်သားမာလာအောင်လေးမော့အချောက်ခံပေးပြီးတော့မှဈေးတန်ကျွန်းမှာရှိတဲ့ပိုက်လန်းချောင်းကိုဖောက်ပေးရပါတယ်။အဲ့ဒီနောက်မှာတော့မတူညီတဲ့ကော်ဘက်လေးခုနဲ့စေးတံကိုချုံးမွေသွားအောင်ပုတ်တိုက်ပေးလိုက်ရင်တော့ရိုးရှင်းတဲ့စေးတံတစ်ခုကိုရရှိပြီလို့သိရပါတယ်။ဒီလိုရိုးရှင်းတဲ့စေးတံလေးကကြောင်မှတစ်ခုကိုမြန်မာငွေ9သိန်းကျော်ပေါက်ဈေးရှိတယ်လို့သိရပါတယ်။ဒါပေမဲ့လည်းရှုပ်ထွေးတဲ့လက်ရာတွေဖြစ်တဲ့ဒီ Ottoman Sultan ဦးခေါင်းလိုမျိုးစေးတံဒီဇိုင်းတွေအတွက်တော့အချိန်လဲပိုလိုအပ်တယ်လို့ဈေးနှုန်းကလည်း3ဆလောက်အနည်းဆုံးပိုများသွားလိမ့်ရှိတယ်လို့လည်းသိရပါတယ်။စေးတံကိုယ်တွေကိုအနုစိတ်ပုံဖော်လို့ပြီးသွားရင်တော့ပိုက်ကိုဆက်လက်ပုံသွင်းရပါတယ်။စေးတံအတွက်ပိုက်ကိုကုန်ချမ်းမျိုးစုံသုံးပြီးတော့လုပ်လို့ရှိပေမဲ့ Ebonite ကိုတော့ဈေးကြီးပါပဲဆိုတဲ့စေးတံတွေမှာသုံးပြီး Acrylic ကိုတော့ဈေးချိုတဲ့စေးတံတွေမှာသုံးတယ်လို့သိရပါတယ်။ပုံသွင်းပြီးသွားတဲ့စေးတံပိုက်ကိုတော့အယောင်ပြောင်းလဲသွားအောင်လုပ်ပေးပြီးတော့စေးတံကိုယ်တည်းနဲ့တွဲဆက်ပေးရပါတယ်။အဲဒီနောက်မှာတော့စေးတံတစ်ခုလုံးကိုပြားဖြောင်းနဲ့မှနှစ်ပေးပြီးတော့အယောင်ပိုတောက်လာအောင်နဲ့ပိုအကျန်းခံလာအောင်လုပ်ပေးရပြန်ပါတယ်။ဒီဘက်ခေတ်မှာတော့မီယာရှန်စေးတံတွေကိုစေးတံတောက်သုံးသူတွေတင်မကပဲစုဆောင်းသူတွေကပါဝယ်ယူစုဆောင်းတာတွေများလာတာကြောင့်တော်တော်လေးရောင်းရတယ်လို့လည်းသိရပါတယ်။ပြည်သက်ကြီးတို့ဆိုရင်ရောဒီလိုစေးတံမျိုးကိုဈေးကြီးပေးပြီးတော့ဝယ်ကြမှာပါလားရှင်။ပြည်သက်တို့ရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ပြီးတော့မျှဝေပေးခဲ့ကြပါအောင်နော်။